ကဲကူလာတော့အားလုံး welcome ပါဒီနေ့ကျွန်တော်ကဒီမနေ့ပြန်မှာကမ်းမဲ့ကျွန်တော်တို့ဘာစီလိုနာနဲ့ကိုပေဟေအတင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောကြည့်ကြတာပေါ့နော်ဒီဒီလိုတိုင်းသုံးသက်ချက်အနေနဲ့ကျွန်တော် personal opinion ဟုတ်ပြီပါဟိုပေါ်ထားခြင်းကွဲလွဲကောင်းကွဲလဲနေတယ်ပေါ့နော်အဲ့ဒါတော့လဲ sorry ပါအာအဲ့ဒီကြောင့်စမပြောခင်ကျွန်တော်ဒီပြန်ဖက်အတင်းကြောင့်နည်းနည်းပြောကြည့်ကြတာပေါ့ဒီကိုပေဟေကသူတို့နောက်ဆုံးကန်တဲ့၅ပွဲစလုံးမှာဒီအတင်းကရှုံးပွဲမရှိထားဘူးပေါ့နော်ထူးဆန်းတာကသူတို့က၃ပွဲတည်ကြပြီးတော့2ပွဲကနိုင်ထားတယ်ဒါပေမဲ့ဒီ၅ပွဲစလုံးမှာဒီသူတို့ရဲ့တိုက်စစ်ကသူတို့ရဲ့အတင်းကပေါ့နော်ကိုပေါ့မပြောက်ရဘူးကိုတွေရဲ့ပွဲတိုင်း၅ပွဲစလုံးကတွင်းလာတယ်1-1 4-4အဲ့လိုတည်ကြလာတယ်ပေါ့အဲ့လိုဆိုရင်ဒီလိုသူတို့ရဲ့ကိုပုတ်ချချင်းချုံမှုကအထင်သေးလို့မရတဲ့အထက်မှာပါတယ်ပေါ့နော်ပြီးတော့သူတို့နောက်ဆုံးကန်ခဲ့တဲ့နာပိုလီတင်းနဲ့လည်းသူတို့ကတည်ကြတာပေမဲ့နာပိုလီတင်းနဲ့မကန်ခင်နောက်ဆုံးချန်ပီယံလိပွဲမှာသူတို့ကဘီလာရီရဲ့နဲ့ကန်ထားတယ်အဲ့မှာဘီလာရီရဲ့ကို3-2နဲ့ရလက်နဲ့ဆိုသူတို့နိုင်ရတယ်အဲ့ဒါကြည့်ချင်အပြည့်ကိုရီးယားစိုးရိမ်ရတဲ့အနေအထားမှာတော့ရှိတယ်ဘာလို့ဆိုတော့ဘီလာရီရဲ့ကဒီလာလီဂါမှာကိုရီးယားပါစီကိုဒုက္ခအပေးဆုံးနဲ့အပေးအများဆုံးအတင်းတက်မှာပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လာလီဂါအတင်းတော်များများသူကလာလီဂါမှာဆောင်းရမ်းကြမ်းတယ်လို့ချန်ပီယံလိရောက်သွားကြံပြောက်သွားတက်ကြတယ်ပေါ့နော်အဲ့ဒါဖြစ်ကောင်းအဲ့ဒါကြောက်လဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ဒီကိုပေဟန်အတင်းကိုတော့ရှော့တက်လို့မရဘူးနော်သူတို့တိုက်စစ်ဒါပေမဲ့ကျွန်တော်ကြည့်လိုက်တာဒီကောင်လေးကိုသွင်းတဲ့ချင်းတွေကသူတို့ကတိုက်စစ်စောတဲ့ဘက်တော့မရောက်ဘူးဒါပေမဲ့သူတို့ကဒီလိုတောက်ကန်ဘောတွေပါရတဲ့ချင်းကြရင်ဒီကောင်လေးကောင်းကောင်းကြီးအတောင်းချတယ်ဒီကောင်ချမ်းဆိုတောက်ကန်ဘောစီကချမ်းဆိုဒီကောင်းကောင်းကြီးအတောင်းချတတ်တယ်ပေါ့နော်အဲ့ဒါကြည့်ချင်အပြင်ကျွန်တော်တို့ရဲ့ခံစစ်နဲ့ဒီကောင်ရဲ့တောက်ကန်ဘောစီရတဲ့ကိုအတုံးချမှုနဲ့ဆိုရင်စိုးရိမ်ရတဲ့အခြေအနေရှိတယ်ကျွန်တော်တို့ကဘာစီကဒီတောက်ကပိုရတဲ့ချိန်တွေတိုင်းမှာဆိုရင်တောက်တူလဲဖြစ်တယ်ကိုဘသူကဲမတည်အဲ့လိုဖြစ်နေတော့ဒီလိုတောက်ကပိုအရန်အကောင်းတဲ့တင်းနဲ့တွေ့ရင်ဆိုင်ရတိုင်ပါတယ်အဲ့ဒီတော့ဒီမနေ့ပြန်ကံမဲ့ပွဲမှာဆိုရင်တောက်ကပိုသူတို့တောက်ကပိုရတဲ့ချိန်ကျရင်ကိုရရင်တထိတ်ထိတ်နဲ့ကြည့်ရမယ်အနေထားမှာရှိတယ်ဒီကျွန်တော်တို့ခုကန်စစ်နဲ့လက်ရှိကန်စစ်နဲ့ကျွန်တော်အမြင်ရတယ်သူတို့ကတွင်းမှာပဲအနည်းဆုံးတစ်လုံးနဲ့သူတို့တွင်းမှာပဲအဲ့ဒီတော့ကိုရီးယားတိတဲ့အတိုင်းပဲဂိုးမများဖို့လို့ရဖို့လို့တယ်ပေါ့နော်ဒီ1-8ဝင်ဖို့ကပြီးတော့ဒီဖြစ်နေချေရရှိတဲ့ကျွန်တော်တို့ဘက်ပါစီရဲ့ line up ကခက်မှတ်ခက်တယ်ဒီလိုကျွန်တော်ရဲ့တိတဲ့အတိုင်းကျွန်တော်တို့ရဲ့ manager ကြီးကဒီလိုပွဲကြီးတွေမှာဆိုရင်သူလူစရင်ခက်မှတ်ရခက်တယ်ဘသူပွဲထုံလာမလဲဆိုရင်အမြဲတမ်းစောက်ကြည့်ရတယ်ပေါ့နော်သူကအမြဲတမ်းဘေးလိဆန်တယ်ပွဲကြီးတွေဆိုရင်ကျွန်တော်မြင်ရဆိုရင်ကန်စစ်မှာကျွန်တော်ဖြစ်နေတဲ့ line up ကိုပြောပြနော်ကျွန်တော်ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ကျွန်တော်ဖြစ်နေတဲ့ line up ကိုပြောပြဒီကန်စစ်မှာဘယ်တဲ့ဘက်မှာတော့ပြောနေတော့လဲကြလို့မရှိ because ဘာလို့ဆိုတော့cancel လို့ဝင်လို့မရသေးတာဒီတပွဲပြီးမှနောက်တစ်စိတ်ရောက်မှ cancel လို့ wrong knockout ကန်တဲ့အစိတ်မှ cancel လို့ဝင်ပါလို့ရမှာဟုတ်အဲ့တော့သူ့ဘက်မှာလဲကြဘယ်သူမှမရှိဘူး belt ပြန်လာမယ်ပြီးတော့ CB နေရာကျွန်တော်မြင်တော့ Martin နဲ့ Jubasi ပဲတော့ဒီနေရာပဲဒါလို့ဆို Eric Garcia သူတို့ CB မှာထားနိုင်လောက်လို့ကျွန်တော်မြင်ဘာလို့လဲတည့်တဲ့အတိုင်းကျွန်တော်ခွင့်လဲရဘတ်ရီနဲ့ Frankie နဲ့အဲ့တော့ကျွန်တော် CPO Jubasi နဲ့Martin ပဲကျွန်တော်ရွေးမယ်ဟိုဘက်မှာလဲ Conte ပဲပြောချင်မရှိဒီကျွန်တော်တို့ full back နှစ်ယောက်လဲကြမရှိတာခွင့်လက်မှာကျွန်တော်အထင်တော့ကာဆာတိုထည့်လာဖို့ရှိတယ်ကာဆာတိုနဲ့ကာစီရောက်တွဲပေးမယ်ပြီးတော့ row 10နေရာမှာအော်မိုနဲ့ farming နှစ်ယောက်လုံးဖြစ်နေလို့ဆိုတော့ကျွန်တော်မြင်တော့line up မှာဆိုရင်သူတို့ farming ပဲထည့်လာတယ်ဘာလို့ဆိုတော့အော်မိုကဒီ line up ထက်သူကလူစားဝင်လာမှပို့ပြီးခြေစွမ်းပြတတ်တယ်ပေါ့နော်အဲ့ဒါလည်းပြီးခဲ့တဲ့တပွဲနှစ်ပွဲမှာကိုရီးတိတဲ့ကိုရီးမြင်ခဲ့တယ်လို့ပဲပေါ့အဲ့ကြောင့်ကျွန်တော်ခွင့်လက်3ယောက်တော့ကာဆာတို Eric Garcia ရဲ့ပြီးတော့ farming ရဲ့အဲ့3ယောက်ပေါ့ပြီးတော့တိုက်စစ်မှာတချို့ဒလင်းနဲ့ခမ်းမှန်းတာရွန်နီယာ line up ပါလာဖို့ရှိတယ်ပေါ့နော်သူတို့ဘာလို့ဆိုတော့သူ့ရဲ့အတင်ဟောင်းနဲ့တွေ့တဲ့အခါတိုင်းကစားမတော်များများယုံတက်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီလိုဆုံးဖြတ်တော်မှာကပဲနဲ့ကိုအများကြီးလိုတဲ့ပွဲမှာရွန်နီထက်ကျွန်တော်စိတ်ထင်တော့ရမဲကိုပို့ချတယ်ပေါ့ကြဘာလို့ဆိုတော့ရွန်နီကဒီကောင်ကကောင်းပါလေဒီကောင်က
ကောင်းဖို့ရှိတယ်အနာဂတ်မှာဒါပေမဲ့ဒီရာဒီမှာတော့သူ့ခြေစွမ်းကဟိုဟာတာမန်ဟိုဟာ last win တရားပါပဲအဲ့ထက်မပိုဘူးဘာလို့ကျွန်တော်အဲ့လိုပြောချင်သူကအလိန်ခောက်တော့ကောင်းတယ်ပြီးတော့သူက team work တဲ့ဒီကောင်က solo run ချင်တာသူကအလိန်ခောက်လုပ်မယ်ပြီးတော့ဟို goal ဟို area ထိရောက်ရင်ဒီကောင်လှမ်းပစ်မယ်ဒါပေမဲ့ကန်ဆိုးချင်တော့ဒီကောင်ကအဆုံးတက်အလောက်ထိမကောင်းတယ်ပြီးတော့သူရဲ့ team work နဲ့ဟို cross ပါလေဆိုတိတ်မရသေးဘူးရမဲကသူကသူလိန်ခောက်မယ်သူက solo run ချင်တယ်ဒါပေမဲ့ဒီကောင်ဖွေးလိုက်ရင်တော့မထင်တယ်လို့ဟိုဖွေးတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ရမဲကိုပို့ကြိုက်တယ်ပေါ့ဒီနေရာမှာအဲ့တော့ Ronnie ကိုကျွန်တော်လူစားဝင်လောက်တယ်လို့ထင်တယ်အဲ့ဒါကြောင့်ဟိုဒီ right wing မှာတော့ကျွန်တော်ရမဲပဲရွေးမယ်ပြီးတော့ center မှာ Torres မထင်ပါဘူး Lewandowski ပဲပါဒီလိုကိုအရင်လုံနေတဲ့ပွဲမှာရကျွန်တော်တိုက်စစ်3ရောက်အရင်ကလုံးဝ9ရမှာဖြစ်မယ်အဲ့တော့ Rafinha Lewandowski လည်းမင်းရမယ်ဒီ3ရောက်ပဲဒီ3ရောက်ပဲတင်ကျန်တာဟိုလူစားဝင်လာမှပြီးလာနိုင်တယ်ပေါ့နော်ဒီ Rafford Torres တို့ကကျွန်တော်ဆက်တင်တော့ဒုတိယပိုင်းမှာပါလာတော့ဒီကောင်တွေကဒီမနေ့ပြန်ကန်တဲ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတင်း1 to 8ဝင်နိုင်လားဆိုတော့ဝင်တော့နိုင်ပါတယ်ဒါပေမဲ့အမှတ်တူတဲ့အတင်းတွေအများကြီးတော့ကိုရီနေရာယူဖို့ဆိုနှစ်နေရာပဲကျွန်တော်လွတ်တယ်လို့ကျွန်တော်မြင်တယ်ဘယ်နေရာလဲဆိုတော့ဟို Newcastle နဲ့ Chelsea နေရာပဲဒီကောင်တွေရဲ့နည်းနည်းသူတို့ရှုံးတယ်တော့မဟုတ်ဘူးဒါပေမဲ့သူတို့ကိုရနိုင်ချင်နေရင်ကိုရီးယားကိုရနိုင်ချင်များသွားရင်ကိုရည်သွက်နဲ့ဒီကောင်တွေကိုကြော်တက်လို့အဆင်ပြေမှာပေါ့နော်Newcastle ကဘာလို့ကျွန်တော်အဲ့လိုပြောဆိုသူတို့က Paris Saint-Germain နဲ့တွေ့မှာဆို PSG နဲ့တွေ့မှာ PSG ကသူနောက်ဆုံးကန်ခဲ့တဲ့ချိန်မြလိုက်မှာသူတို့ရှုံးတာအဲ့တော့သူတို့ကဒီပွဲမှာတော့ရှုံးခံမှာမဟုတ်ဘူးသူကအသေးသေးမှာဆို Newcastle နဲ့လည်းဟိုအမှတ်တူတယ်ဆိုတော့ Newcastle နဲ့ရှုံးသွားရင်အဲ့နေရာမှာလောက်ပါမယ်ပြီးတော့ဟိုအောက်ကတင်အတွက်နေရာရပါမှာပေါ့နော်ပြီးတော့ Chelsea ရဲ့ Napoli နဲ့တွေ့မှာ Chelsea ကမကောင်းမဟုတ်ကောင်းတယ်ကျွန်တော်သိတဲ့အတိုင်းကိုရီပါစီမှာသိရတာအဲ့ Chelsea က Napoli နဲ့တွေ့မယ် Napoli ကအခုလောလောဆယ်ကသူတို့ knock out စမှာမပါဘူးထင်တယ်အဲ့ဒီကြောင့်သူတို့ကဒီတရေပြပြဟိုအနိုင်ရမှသူတို့ကနောက်တစ်စိရောကိုရပါမှာနော်အဲ့ဒီကြောင့်သူတို့လည်းလုံးဝအသေးရုံးအောင်ပဲပွဲမှာပေါ့အဲ့ချက်စီတို့ကကိုဟိုနိုင်လားမနိုင်လားတဲ့ကိုပြက်နိုင်ချေကနေတယ်အဲ့လိုကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဒါကြောင့်ချက်စီတဲ့ကိုတားသွားရင်ကိုနည်းနည်းတော့တားရသွားရင်ပိုကောင်းမှာပေါ့အခုကျွန်တော်တို့နဲ့ချက်စီကတကူပဲကိုကွာချမှုရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုမြတ်တွင်းအဲ့ညအောင်လောက်ပါမယ်ဒါပေမဲ့အဲ့ညလွတ်တိုင်းကကိုတွေတက်မဟုတ်ဘူးလေသူကကိုအောက်မှာရှိတယ်ဟိုကအမှတ်တူပဲအမှတ်တူပဲဒါပေမဲ့ကိုကွာချမှုရကိုအောက်မှာရှိနေ Man City တို့ Sporting တို့ Atletico တို့ရှိတယ်အမှတ်တူတယ် Atlanta တို့ရှိတယ်အဲ့ဒါကြောင့်ဒီကောင်တွေနဲ့လည်းရှင်းအောင်မယ်1 to 8တော့ဝင်ဖို့ chance ရှိပါတယ်ဒါပေမဲ့ကိုတော်ရုံးမယ်ကိုတော်တွေးမရမှာနော်ဒါပေမဲ့ကိုအများကြီးတွေးပြီးတော့ခံစစ်ရနည်းနည်းပေါက်နေလို့စင်မပြေပြန်အောင်အဲ့ဒါကြောင့်ကိုခံစစ်ရနည်းနည်းပြန်မှာနည်းနည်းချစ်မှရမှာစင်မပြေဘူးအဲ့ဒါ1 day မဝင်လဲဟိုနောက်တစ်စစ်ရတက်ဖို့ရှိပါတယ်ဒါပေမဲ့ play off ကန်နေရအောင်မယ်ဆိုတော့စင်မပြေဘူးလေ play off မကြည့်တော့လဲသူအသင်းတွေကဟိုအရင်တိတ်တယ်မဟုတ်ဘူးဒီဟိုပြင်တဲ့ Marshall လိုမျိုးပိုင်Bundesliga ပိုင်း Leverkusen တို့ Dortmund တို့ပြီးတော့ Italy က Inter တို့ Juventus ဆိုအဲ့လိုအသင်းတွေနဲ့ play off ကန်ရမယ်ဆိုရင်မလွယ်ဘူးလေဒီကောင်တွေက play off မှာအတေးယုံမှာအဲ့တော့ကိုအသင်းချင်းနေဟိုအခုပတ်တွေမရှိဘဲနဲ့စင်မပြေဘူးလေနိုင်ပါပါနိုင်မနေ့ပြန်တော့နိုင်ပါပါဒါပေမဲ့တည်တဲ့အတိုင်းပဲကိုရီးယားတောက်ကန်ပိုမနေ့ပြန်တတိထားရမယ့်အထဲမှာပါတယ်ပေါ့ဒါပဲပြောချင်